အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ကတော့ဒီအာဆင်နယ်ရဲ့ဒုတိယယာရီဝက်ကာလာကိုတိုက်စစ်မှု3နဲ့စတင်ဖို့ရရှိနေတယ်ပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့တော်တော်လေးစိတ်ဝင်စားနေမိတယ်ဟိုအသွေးထဲမှာလည်းပေါ့နော်တော်တော်လေးကိုယ့်ကိုစီကြည့်တွေးကြည့်ပြီးတော့တော်တော်လေးတော့ရင်ခုန်နေမိတယ်ဆိုတော့ဒါကကျွန်တော်တို့ကိုင်ဟန်ဘက်ကဒီဗီလာနဲ့ပွဲအမိကိုကြန့်ခိုင်မှုပြည့်အောင်အပြင်းထန်စူးစမ်းနေတယ်လို့သိရတယ်ဆိုတော့ထားပါတော့အဲ့ဒီပွဲမပါနိုင်တော့မှပြောရရင်2026စတာနဲ့ဟိုတိုင်ဟဘတ်ရဲ့ယောဂရက်ရဲ့ဂျေစုရဲ့ကလုံးဝအေးစစ်စစ်တောင်းတောင်းပြီးဖြစ်နေမှာဗျာကြန့်ခိုင်မှုတွေကဆိုတော့ဂျေစုဆိုရင်လည်းဒါအခုကလေးအတောင်မှမိနစ်တွေစကစားနေပြီပေါ့ဆိုတော့အဲ့ဒီထားမှာကကျွန်တော်တို့ဒုတိယယာရီဝက်ပေါ့နော်ချန်ပီယံအဆုံးဖြတ်ဖြစ်လာမဲ့ကာလအဲ့ဒီကာလအတွက်ကိုကျွန်တော်ကတော့ဒီ3ယောက်ကအများကြီးအကျိုးသက်ရောက်မှုရှိလိမ့်မယ်ချန်ပီယံစုဗလားအတွက်ကိုသူတို့အပေါ်မှာအများကြီးတည်မီနေလိမ့်မယ်လို့ကျွန်တော်ကတော့ခံစားနေမိတယ်အဲ့ဒီကောင်ကအဓိကတော့ဘာလဲဆိုတော့ဟုတ်တယ်ကျွန်တော်တို့ချန်ပီယံဖြစ်ဖို့ရာအတွက်ကခံစစ်ကောင်းမှုလိုတယ်မှန်တယ်ဒါပေမဲ့လည်းတစ်ဖက်ကခံစစ်ဆိုတာလည်းအများကြီးမကောင်းနိုင်ဘူးဗျာကျွန်တော်တို့အခုထားပါတော့ခြေစွမ်းကောင်းနေအောင်တော့မှအခုလိုမျိုးပေါ့နော်ဒဏ်ရာရသွားတဲ့အခါမျိုးတွေမှာကကျွန်တော်ခံစစ်ကဖီယိုဖီယဲဖြစ်တယ်အဲ့လိုမျိုးအနေထားတွေမှာကျွန်တော်တို့တိုက်စစ်ကအနိုင်ရလက်ရအောင်လိုတော့ဂိုးတွေသွင်းဖို့လုပ်ဖို့ဂိုးတွေသွင်းဖို့လိုတယ်ဗျာဒါကကျွန်တော်တို့မန်စီးတီးကိုကြည့်မန်စီးတီးဆို၄ဂိုးသွင်းခံရရင်လည်းသူတို့ကနိုင်ပွဲရတာပဲဆိုတော့အဲ့လိုမျိုးပေါ့နော်အများကြီးအဲ့လိုဂိုးတွေပေးနေရတာတော့ဟုတ်တယ်မဖြစ်တင်ဘူးဆိုပေမဲ့လည်းအများကြီးခံစစ်ကကောင်းနေလိမ့်မယ်လို့တော့လည်းကျွန်တော်တို့မျှော်လင့်လို့မရဘူးအဲ့လိုမျိုးတွေးမိတဲ့အခါမှာကျွန်တော်တို့တိုက်စစ်အခုအမတ်တွေရောလာတဲ့အနေထားတွေပါလဲအဲ့လိုမျိုးပဲခံစစ်ကတကူလောက်လေးပေးလိုက်ရတာနဲ့ကျွန်တော်တို့ကတရေကြဖို့ရာကများသွားတဲ့အနေအထားမျိုးတွေဖြစ်နေတာဗျာဆိုတော့ဗီလာနဲ့ပွဲတော့လဲပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးပဲပေါ့နော်သူတတိနဲ့ရှုံးတာမျိုးမဟုတ်ဘဲနဲ့တကူလောက်ပဲသွန်းနိုင်ပြီးတော့ကျွန်တော်ရှုံးခဲ့တာပေါ့နော်အဲ့လိုမျိုးတွေဟိုကျွန်တော်ချက်စီးနဲ့ပွဲတော့ကလည်းအဲ့လိုမျိုးတွေပေါ့နော်1-1နဲ့တရေကြခဲ့တာဒါမျိုးအနေထားတွေမှာကျွန်တော်ထင်ဒီဒုတိယယာရီဘက်ကတကယ်ကိုတိုက်စစ်ကပို့ပြီးတော့ဒီချန်ပီယံပြေးလန်းတော့ကိုအခရာကျနေလိမ့်မယ်လို့ကျွန်တော်ဆိုလိုချင်တယ်ဆိုတဲ့အခါမှာကကျွန်တော်တို့ဒီ3ယောက်နဲ့ပတ်သက်လို့ပေါ့နော်အခင်းချင်းတွေပေါ့နော်ဘယ်လိုတွေဖြစ်လာနိုင်လဲဆိုတော့ဒီမှာကဟိုကျွန်တော်တို့တယောက်ချင်းအနေထားနဲ့ပြောလို့လည်းရတယ်ဥပမာဟိုယောဂရက်ဆိုရင်ဟိုအဓိကတော့သူ့ရဲ့အရည်ချင်းကဂိုးလုံးအရန်တိကျတယ်အရန်စူးစားတယ်ပေါ့နော်ပြီးရင်ဟိုတော်တော်လေးလဲတကယ်သူ့စီကဟိုရတာအခွင့်အရေးကိုရတယ်လို့ကန်တတ်တယ်ပြောရတော့ကာယဘက်ဂျေစုယောဂရက်ထဲမှာဒါသူဂိုးတွေအမျှော်လင့်လို့အရာဆုံးကယောဂရက်စီရပဲအဲ့တော့ဘယ်လိုလဲဆိုတော့ဆိုလိုချင်တာကဟိုဂိုးဘောက်ကိုဓာတ်ရိုက်ချင်းချောက်နိုင်တဲ့တိုက်စစ်မှုစစ်ပြောရတော့သူ့ကိုဖန်တီးရပေးတော့ဂိုးတွန်းပြမယ်ဆိုရဲသူ့ရဲ့ DNA ရှိပြီးသားဒါမျိုးပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကကျွန်တော်တို့အခုချိန်ထိအောင်သူနဲ့အတင်းနဲ့ကအဝင်ခွင့်ကြဖြစ်မနေသေးဘူးဆိုတော့ဒီနေရာမှာကျွန်တော်ပြောချင်တော့ယောဂရက်ကဟိုအတင်းနဲ့အဝင်ခွင့်ကြမဖြစ်တာလားအတင်းကပဲယောဂရက်ရဲ့ပုံစံမျိုးကိုလိုက်ပြီးမစော့နိုင်ကြရလားဒါဒီအပေါ်မှာတော့ကျွန်တော်ကမဝေဖန်တော့ဘူးမပိုင်းခြားတော့ဘူးပေါ့နော်ဆိုတော့ဒါလေးကိုထားခဲ့မယ်ယောဂရက်ပြီးတော့ကျွန်တော်တို့ကန်ဟဘက်ပေါ့ကန်ဟဘက်ကြတော့အဲ့လိုမျိုးဘယ်လိုလဲဆိုတော့သူကဂိုးတွေအများကြီးတော့လဲညှော်လင်းလို့တော့သူစီကမရဘူးဒါပေမဲ့မရအောင်ဆိုတော့တော်တော်များများကိုဂိုးတွန်းနိုင်ခြေစွမ်းတော့ရှိတယ်ဒါပေမဲ့သူ့ထက်အဲ့ဒါထက်ပိုအားတာတဲ့ဟာတွေကသူ့ရဲ့ဒီ EPA ရဲ့ပေါ့နော်အတွေ့အကြုံရင့်ကျက်နေတာလေပြီးရင်သူကပွဲမချိန်တာလေပွဲကြီးတွေပေါ့နော်ပွဲကြီးတွေကစအေးစစ်စစ်ပဲအဲ့လိုမျိုးတွေပေါ့နော်တကယ်ရေထဲမိုးထဲမှာတော်တော်အားကိုးရတယ်ကာယဘက်ကထားတော့ဟိုအမြဲတမ်းလို့ပေါ့နော်ဟိုဇက်တိုက်ကြီးပွဲစဉ်ဇက်တိုက်ကြီးအားကိုးရဖို့ရတော့ပြောဖို့ခက်တယ်ပေါ့နော်ဒါမျိုးကစားသမားမျိုးပြောတော့အသိငယ်လေးတွေနဲ့ကြာရင်လည်းဘိုးတွေကလွဲချော်ခြင်းလွဲချော်တာမျိုးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဟိုသူ့ရဲ့စိတ်ပိုင်းဆိုင်ရာကအရန်ကြီးကိုမှအတင်းတော့အများကြီးအကျိုးသက်ရောက်မှုရှိတယ်အဓိကတော့အဲ့လိုမစုံမနစ်စူးစမ်းတဲ့အနေထားထဲမှာကာယဘက်က2ယောက်မရှိဘူးဒါမျိုးတွေပြီးတော့နောက်တစ်ခုကကျွန်တော်လင်းချိတ်တဲ့နေရာတွေပေါ့နော်အတင်းနဲ့တွဲကစားတဲ့နေရာတွေမှာကောင်းတယ်အဲ့လိုမျိုးကျယောဂရက်ထက်တာတယ်ဆိုတော့နောက်တစ်ချက်ကဂပြေဂျေစုနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ဒီတိုက်စစ်မှု3ယောက်ထဲမှာဂျေစုကိုတော့ပို့ပြီးတော့မျှော်လင့်တယ်မျှော်လင့်ဆုံးပဲပြောရတယ် तू ကအဲ့လိုတောင်းဟိုတိုက်စစ်မှုတော့ဘဲတောင်းမှညာတောင်းမှအထောက်တိုက်တဲ့နေရာသူ့ကိုထားလို့ရတယ်စားတော့သူ့ရဲ့အဓိက main position ကတော့ဒါ striker ပေါ့နော်ဂျေစုကအဲ့လိုမျိုးဗျာဟိုနေရာဆုံးကစားနိုင်တဲ့အပြင်ကိုကျွန်တော်တို့ဒါသူပါဝင်ကစားခဲ့တဲ့လူသားဝင်ကစားခဲ့တဲ့နှစ်ပွဲပဲကြည့်လိုက်ဗျာခဏလေးမိနစ်အချိန်ခဏလေးပဲကစားလိုက်တာဒါပေမဲ့အဲ့လိုမျိုးသူဝင်လာတာနဲ့ဟိုအသင်းကတော်တော်လေးလက်ရောညီတွေဖြစ်တော့တာပြောတော့ဟိုသူကစားလာတာလည်းအာဆင်နယ်မှာကြာလာပြီဆိုတဲ့အခါမှာလေအသင်းသားတွေနဲ့ကလည်းတဟဆာတာဖြစ်ပြီးတဲ့အခါမှာအဲ့လိုမျိုးဟို
အသင်းသားတွေနဲ့အတူတူပေါ့နော်လုံးဝနိုင်ရောညီတွေကစားကွက်မှာစီးမျောနေလို့မျိုးအသင်းကအစကိုတက်တောင်လေးဖြစ်တော့တာသူပါလာတာနဲ့ပေါ့နော်အဲ့လိုမျိုးတွေလည်းအခုသူ့ရဲ့ရင်းချက်မှုတွေကပေါင်းဆက်ထားလိုက်တဲ့အခါမှာတော်တော်လေးတော့ကျွန်တော်တကယ်ဒုတိယယာဒီဝက်ကိုသူ့ကိုတော်တော်လေးမျှော်လင့်မိတယ်သူကတန်းခိုင်မှုကောင်းနေမယ်ဆိုရင်ကျွန်တော်တို့ချန်ပီယံဆုဖလားရယူဖို့ရတော့အများကြီးကိုအားသက်ချက်ရှိသွားပြီလို့ထင်တယ်ကျွန်တော်အခုကျွန်တော်တို့ဒီလိုအပ်ချက်ရှိနေတာလဲတိုက်စစ်ပဲဗျတကယ်တိုက်စစ်ပဲပြောရင်တော့အဲ့လိုအဲ့တိုက်စစ်မှု၃ယောက်လုံးရှိနေတဲ့အခါမျိုးမှာကျွန်တော်တို့ပေါ့နော်ဘောလက်တိုက်စစ်တွေပေါ့နော်ခံဖန်တီးပေးမဲ့ကစားသမားတွေကျွန်တော်တို့အာဒီဒါနဲ့အေဇီကိုတုံးမလားအိုရီကက်ကိုတုံးမလားနှစ်မျိုးကြိုက်တယ်လို့တုံးလို့ရတယ်ဗျဒီနှစ်ယောက်ကလည်းဘသူညီတဲ့ကစားသမားနှစ်ယောက်တွေပဲဆိုတော့တကယ်ဆိုရင်တကယ်ကိုဗျူဟာပိုင်းအရာတွေမှာအာဒီဒါအနေနဲ့စိတ်သက်ကိုချဲလဲသုံးလို့ရနေတဲ့အနေအထားမျိုးတွေဒါကတူးချင်းအနေအထားမျိုးတွေပဲပေါ့နော်ဆိုတော့အဲ့ဒီတိုက်စစ်မှု၃ယောက်မှာတော့ကျွန်တော်ကတော့ဂျေစုကိုအမျှော်လင့်ဆုံးပဲရော့ကက်လောက်ဂိုးတွင်းချေပေါ့နော်ဂိုးတွင်းတိကျမှုနှုံမရှိပေမဲ့လည်းအဲ့ဒီစမ်းဆောင်ချက်လည်းပို့ပြီးတော့နည်းနည်းဟိုကာယမနဲ့ဆိုင်ပို့ရှိရပေါ့နော်ဆိုတော့ individual skill တွေနဲ့အသင်းနဲ့တွဲလုံးလောက်တာတွေနောက်ဒီ carry လောက်တာတွေမှာလည်းသူကတဟဆာတာဖြစ်နေပြီးပြီးရအဲ့လိုမျိုးပေါ့နော် viewer ဘိုင်းကချင်းပြောင်းချင်းပြီးကစားမယ်ဆိုလဲဘယ်ဝန်းထွက်မလားညာဝန်းထွက်မလားအဲ့လိုမျိုးပေါ့နော်အမျိုးမျိုးလုံးတဲ့အခါမှာလုံးလို့ရတဲ့အခါမှာဂျေစုကိုတော့ပို့ပြီးတော့အားကိုးမိရပြီးတော့နောက်တစ်ခုပေါ့နော်နောက်တစ်ခုကကျွန်တော်တွဲသုံးတဲ့အခါမျိုးတွေမှာနော်ဆိုတော့စောစောပိုင်းကလေးကလည်းကျွန်တော်သတင်းတွေထွက်ထားတာကကန်ဟာဘက်ကအာဆင်နယ်ရဲ့အဓိကတိုက်စစ်ဆိုပြီးတော့ဒါနီးပြအတိုင်းဝိုင်းကအာဆင်နယ်နီးပြအတိုင်းဝိုင်းကပြောထားတယ်အဲ့ဒီခါမှာကျွန်တော်ကန်ဟာဘက်ကိုထုတ်မယ်ဆိုတော့ဟုတ်ပြီကန်ဟာဘက်ဆောင်းတိုက်စစ်မှုတယောက်တည်းကိုခဏဘေးဖယ်ထားပြီးစဉ်းစားရရင်ထားရော့ကက်သုံးမယ်အားဆိုရင်သူကရော့ကက်ကိုသုံးရင်တော့မှကန်ဟာဘက်ကပါကိုပါမှာအဲ့တဘောမျိုးတွေရှိတဲ့အခါမှာကန်ဟာဘက်ကအဲ့လိုမျိုး share striker ပေါ့နော် SS ပုံစံမျိုးပေါ့နော်အဲရော့ကက်နောက်ကနေနောက်ချက်အနေနဲ့ကစားလို့ကောင်းကောင်းရတယ်။ကန်ဟာဘက်ကကျွန်တော်တကူအမြင်ရဆိုတိုက်စစ်မှုထီထီတဲ့အဲ့လိုနေရာမှာတော့ပုံမိုက်တယ်လို့ကျွန်တော်ခံစားရတယ်။ပြောရတော့ဟိုကျွန်တော်တို့ဂျာမနီမှာဆိုမူလာလို့ပေါ့နော်မူလာနေရာမျိုးကောင်းကောင်းကစားလို့ရတယ်။ကျွန်တော်အဲ့လိုခံစားရတယ်။ဆိုတော့အဲ့လိုမျိုးဆိုရင်တော့မှကျွန်တော်တို့ကထားပါကန်ဟာဘက်ရော့ကက်သုံးမလား။ပြီးရင်ဂျေစုရဲ့ရော့ကက်သွဲသုံးမလား။အဲ့လိုအမျိုးမျိုးသုံးလို့ရတယ်ဂျေစုနဲ့ကန်ဟာဘက်သုံးအောင်မလားပုံစံမျိုးမျိုးအဲ့လိုမျိုးစဉ်းစားလို့ရနှစ်ယောက်ပဲသုံးမလားတစ်ယောက်ချင်းတွေသုံးမလားပြီးရင်ဂျေစုကဟိုအဓိကကျွန်တော်ဒီယာဒီပါဘဲတောင်မှန်ကအရန်အားနေတာကိုအားဆိုရင်ကဲဘဲတောင်မှန်အတော့ပါဂျေစုကကောင်းနေရင်တော်တော်လေးအားကိုးမျှော်လင့်လို့ရတယ်ဆိုတော့ကျွန်တော်တို့ကဒုတိယယာဒီအတွက်ဒီ၃ယောက်ကောင်းလာမယ်ဆိုတာရလုံးဝတကယ့်ကိုမဟာအင်အားပဲဗျကျွန်တော်တို့အဲ့လိုမျိုးပဲတင်စားခြင်းတယ်သူတို့၃ယောက်ကနေမှတော့ကိုကြီးမားတဲ့အပြောင်းလဲကြီးဖြစ်လာလိမ့်မယ်ဟိုအဆင်အလာတွေကိုအာဆင်နယ်ချိုးဖျက်ပြလိမ့်မယ်လို့ယုံကြည်နေမိတယ်အဲ့လိုလည်းမျှော်လင့်နေမိတယ်ပုံမှန်ဆိုကျွန်တော်တို့ကတကယ်ဟိုချန်ပီယံအတွက်မိုးရဲရေတယ်ပေါ့နော်ဇန်နဝါရီဖေဖော်ဝါရီမတ်လပေါ့နော်ဒီကဖေဖော်ဝါရီနဲ့မတ်လတွေမှာချစ်ရလက်တွေဆုံးရှုံးတာပေါ့နော်ဆိုတော့အဲ့ဒီအနေထားတွေမှာဒီ၃ယောက်ကတော်တော်လေးအထောက်အကူပြုလိမ့်မယ်တော်တော်လေးကိုအဲ့ဒီအခက်အခဲတွေကိုဟိုအတင်းကျော်လွှားနိုင်အောင်ကူညီပံ့ပိုးပေးလိမ့်မယ်ထမ်းတင်ပေးလိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေမိတယ်ဆိုတော့ဒီနေရာမှာတော့ဟိုအာဒီတာဘာလဲဘယ်လဲပေါ့နော်အာဒီတာဘာလုပ်ပြမလဲအာဒီတာရဲ့အရေးချင်းကိုပဲစစ်ထုတ်ရမှာပြောရရင်တော့ तू ကကောင်းတဲ့နေပြဆိုတာမှန်တယ်အရေးချင်းစီးရှိတဲ့နေပြ great ဟိုပေါ့နော်ထိတ်တန်းနေပြပေါ့နော်ကမ္ဘာအကောင်းဆုံးနေတဲ့ထိတ်တန်းနေပြဆိုတာမှန်တယ်ဒါပေမဲ့ဟိုအကောင်းကအကောင်းဆုံးဖြစ်ချင်တော့ချန်ပီယံဖြစ်ဖို့လိုတယ်စူပလာတွေယူပေးဖို့လိုတယ်အစစ်နှစ်မှာတင်ကောင်းပြနေတာကတကယ်ဒါကအမြင့်ဆုံးမဟုတ်သေးဘူးဗျာဟုတ်တယ်မလားသူစုဖလားတွေယူပြပြီးမှဒါအမြင့်ဆုံးအဆင့်သူ့ရဲ့ level အမြင့်ဆုံးအဆင့်ကိုရောက်မှာဆိုတော့ဒီအနေထားမှာအဲ့ဒီအမြင့်ဆုံးထိသူ့မှာအရေးချင်းရှိလားမရှိလားဆိုတာကဆုံးဖြတ်ရမယ့်အချိန်ကာလပဲဆိုတော့ဒီတိုက်စစ်မှု၃ယောက်နဲ့တခြားကစားသမားတွေနဲ့ပေါ့နော်သူသွားရမယ့်ကာလကိုသူအကောင်းဆုံးချိန်ချောင်းသွားဖို့လိုတယ်ပြောရတော့ပြီးခဲ့တဲ့ရာသီ၃ရာသီဆက်တိုက်ဒုတိယရနိုင်မှုကိုသူအဲ့ဒီအတွေ့အကြုံတွေနဲ့ယူပြီးတော့အကောင်းဆုံးကျော်လွှားဖို့ရတာသူ့မှာအကောင်းဆုံးအင်အားတော့ရှိလာနေပြီလို့ပြောရမှာပေါ့နော်ဆိုတော့ပထမယာဒီကတည်းကဒီလိုမျိုးရှိရင်တော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့ဒုတိယယာဒီမှာလည်းသူနောက်မကြသေးပါဘူးအရီဒါဘာလို့ပြနိုင်မလဲအစင်လာတွေကိုချိုးဖြတ်ပြမလားဆိုတာပဲကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီထဲမှာအမျှော်လင့်ဆုံးကတော့ကျွန်တော်ကပြေကျေးဇူးဖြစ်ပါတယ်ဟုတ်ကဲ့ဘာတို့ရဲ့အမြင်တွေကိုလည်းမျှဝေပေးခဲ့ကြပါအောင်နော်ဘယ်တိုက်စစ်မှုအကြိုက်ဆုံးလဲပေါ့နော်ဘယ်တိုက်စစ်မှုထုတ်ရင်တော့ဘယ်လိုမျိုးမြင်မိတယ်လဲဒါမှမဟုတ်နှစ်ယောက်တွဲတိုက်စစ်တွေကိုလည်းပဲထုတ်စေချင်လားဒါမှမဟုတ်အာဒီဒါရောဘာတွေလုပ်ဖို့ကြံနေလဲပေါ့နော်ဆိုတော့အဆင်ပြေလို့လွတ်လပ်စွာဆွေးနွေးခဲ့ကြလို့ရပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်နော်